ဖေရှိတော့ငါဆိုကျွန်တော်တို့အင်္ဂလိပ်မှာပူပင်ကင်းမဲ့ပျော်ရွှင်ခြင်းနဲ့အဖေရဲ့မြတ်တော်တွေဖေရဲ့မျက်ွယ်ပြူတော့အဖြေရှာခဲ့တွေ့နေပြီလေမျက်ရည်တွေနဲ့မိကိုမြင်နိုင်တော့ဝမ်းနေတဲ့အဖေရှိတော့ငါဆိုကျွန်တော်တို့အင်္ဂလိပ်မှာပူပင်ကင်းမဲ့ပျော်ရွှင်ခြင်းနဲ့အဖေရဲ့မြတ်တော်တွေဖေရဲ့မျက်ွယ်ပြူတော့ဖြေရှာခဲ့တွေ့နေပြီလေကိုကျွန်တော်တတိရတယ်မိသားစုစုံလင်သောတွေ့မြင်လိုက်တိုင်းဝမ်းနေမိတဲ့အဖေရှိတော့ငါအတိတ်ကိုလွမ်းမိအခုတော့လဲဖေရဲ့တော့ပေါ်တန်ကိုဖေမကြတော့ဘူးလေဖေမရှိတဲ့အချိန်တွေရာအလုံးဟာမပြည့်စုံပါဘူးလေဘာမဲတော့မအောင်ငယ်နေမိတယ်ခုတော့လဲတမလုံးမကောင်းရမူရဘဝကိုရောက်ပါစေနေနေနေတိုင်းတောင်းငယ်စူတော်နေကိုကျွန်တော်တတိရတယ်မိသားစုစုံလင်သောတွေ့မြင်လိုက်တိုင်းဝမ်းနေမိတဲ့အဖေရှိတော့ငါအတိတ်ကိုလွမ်းမိအခုတော့လဲဖေရဲ့တော့ပေါ်တန်ကိုဖေမကြတော့ဘူးလေဖေမရှိတဲ့အချိန်တွေရာအလုံးဟာမပြည့်စုံပါဘူးလေဘာမဲတော့မအောင်ငယ်နေမိတယ်ခုတော့လဲတမလုံးမကောင်းရမူရဘဝကိုရောက်ပါစေနေနေနေတိုင်းတောင်းငယ်စူတော်နေပန်းဆိုတော့လဲလူတွေနဲ့တူတဲ့အမျိုးပါပဲအချိန်တန်ပွင့်ပြီးတော့ရင်အချိန်တန်ကြွေးကြောင်ရမယ်ဒါသဘောဝပဲလေလွန်ဆောင်နိုင်သင်္ခါရတရားကရဲ့ခဏတော့အဖေကိုနေခွင့်ပေးတဲ့ကံကြမ္မာကြီးရဲ့နောက်ဘဝဆိုတာရှိခဲ့ရင်လေဖေရဲ့ဒီအဖြစ်မျိုးမကြုံပါစေနဲ့သူတော်လို့နေမယ်ကျွန်တော်တို့မိသားစုတွေနောက်ဘဝမှာပြန်ဆုံကြမယ်အဖေ